မင်္ဂလာပါခင်ဗျာကမ္ဘာပေါ်မှာလူကြိုက်များဆုံးအားကစားနည်းတစ်ခုဖြစ်တဲ့ဘောလုံးအားကစားကိုကျွန်တော်တို့အားလုံးယူသွကြပါတယ်ဒါပေမဲ့ပြိသက်ကြီးတွေးမိဘူးပါသလားဒီလောက်ပျော်စရာကောင်းတဲ့ဘောလုံးအားကစားနည်းကိုဘယ်သူကများစတင်တည်ထွင်ခဲ့သလဲတကယ်တော့ဘောလုံးဟာအင်္ဂလန်ကစတင်ခဲ့တာမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တရုတ်ပြည်ကဟန်မင်းဆက်လက်ထက်မှာစုဂျူလို့ခေါ်တဲ့အားကစားနည်းတစ်ခုရှိခဲ့ပါတယ်အဲ့ဒီခေတ်ကစစ်သည်တွေကိုကျမ်းမာကြံ့ခိုင်မှုလေ့ကျင့်ခန်းအနေနဲ့စတင်ကစားခဲ့ကြတာပါဒီလိုနဲ့ခေတ်တွေတဖြည်းဖြည်းပြောင်းလာပြီးအင်္ဂလန်နိုင်ငံကိုရောက်လာတဲ့အခါမှာတော့ဘောလုံးပွဲတွေဟာတော်တော်လေးကြမ်းတမ်းခဲ့ပါတယ်စီမင်းစည်းကမ်းတိတိကျကျမရှိဘဲလမ်းမတွေပေါ်မှာလူအုပ်ကြီးကရုံရင်းဆန်ကပ်ကစားနေကြတာမလို့ဘရင်တွေကတော့ဒီအားကစားနည်းကိုပိတ်ပင်ခဲ့ရဘူးပါတယ်ဒါဆိုရင်ကျွန်တော်တို့အခုမြင်နေရတဲ့စနစ်ကျတဲ့ဘောလုံးပွဲတွေဖြစ်လာအောင်ဘယ်သူကများပြောင်းလဲပေးခဲ့တာလဲဟုတ်ကဲ့သူ့နာမည်ကတော့အပနီဇာခော့မော်လီပဲဖြစ်ပါတယ်သူကတော့ခေတ်သစ်ဘောလုံးရဲ့ဖခင်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်ခင်ဗျာ1863ခုနှစ်မှာမော်လီဟာလန်ဒန်မြို့ကဆိုင်လေးတစ်ခုမှာမိတ်ဆွေတွေနဲ့တိုင်ပင်ပြီးဘောလုံးကိုလက်နဲ့မကန်ရလူကိုမကန်ရဆိုတဲ့စီးမြင်တွေကိုစတင်ရေးဆွဲခဲ့ပါတယ်။အဲ့ဒီကနေစတင်ပြီးကမ္ဘာပထမဆုံးဘောလုံးအဖွဲ့ချုပ် FA ဆိုတာပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။မော်လီရဲ့ကျေးဇူးကြောင့်ရန်ပွဲလိုကစားနည်းကနေအခုလိုကမ္ဘာအကြီးကျယ်ဆုံးကြည့်လို့အကောင်းဆုံးအားကစားနည်းတစ်ခုဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ရောဘလို့တီထွင်မှုတမိုင်းကြောင်းတွေကိုသိကျင်လဲဆိုတာ comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာ။